ဝလဲလဲအဲ့လိုမတင်ကားလည်းဘယ်ပေးမလဲဟုတ်တယ်မလား ဟုတ်ပါသူကတူရှိရတာမသိဘူး အဲ့ဒါပြောတာတကယ်တကယ်လောကအုပ်တော့ငါဟိုအဖေကမင်းနေကွာ ဟမ် ငါတို့မင်းနေအဖေပြန်လာအဲ့ဖနာယူသွားတယ်တဲ့အဲ့ဒါဘာလို့မ得စင်မရလဲအဲ့ဖေကပြောတယ်အဲ့ဖနာဒီကကြိုက်တယ်ဆိုပြီးတော့ကြိုက်တာကြိုက်လို့မရဘူးလေဒါကငါဟိုဒီကိုငါပြီးတာလေလို့အဲ့ဒါငါမပြောတော့အလဲလဲဒီစီတဲ့ဒီကိုတူတဲ့တော့60ရှိတယ်ဒါချီလိုက်ဒါချီတင်ရရှိနေပါအဲ့ဒါကိုလေးဆိုလေကွာမလုပ်လို့မရဘူးလေမလုပ်လို့ရတယ်ကွာတော့မပြနိုင်ဘူးမပြရင်ပြောလို့ရရင်ဒါပေမဲ့ကိုရီးယားတဲ့ဝဲငါကြောက်မတောက်တော့ဝဲတော့မပြောတာနိမဆိုင်စတူတော့အချစ်တယ်ကိုရမလဲဒီအခုပေါက်ရတဲ့ရှာလို့လားအများကြီးဒီလားဒီလားဒီလောက်အသေးရပေါက်ရတဲ့ရှာလို့တော့အဲ့ငါအောက်လုံးမဆုံးငါမေးပြောတော့လုံးချင်လောက်ငါမပြောအဲ့ဒါနေရခမဆောင်းတော့ရောက်ကချီနော်ဖြစ်တော့ဘာမှပြောသေးရကြောက်ဘလောက်လေးကြောက်လဲဘလောက်လေးဟိုဖြစ်တယ်သူမင်းမမောဘလောက်ဒီပေါက်ရတဲ့ရှာလို့လားတရက်ကွယ်လုံးတည်တယ်ဘာဒီနေ့မပြောရမယ်ရှိအဲ့လူကြီးကလည်းတောက်တယ်ဗျာငါပြောတော့တိတ်မတောက်ဘူးကွာတောက်တာကိစ္စမရှိဘူးဘာတိတ်တိတ်ရင်းနေနေပါလေကြောက်ပါဘာဖြစ်တော့အဲ့ဒါငါကြားရတယ်အေးအဲ့ဒါအခုကြည့်နေမယ်စင်းဒီသူအသက်ရွယ်တယ်အဲ့ဒါဟိုတော့တင်းခုနဆယ်နေရောင်းလိုက်တာအဲ့ကိစ္စမှာတော့ဒီကြောင်းလာလဲအဲ့သူရဲ့အမွေဆိုင်ပစ္စည်းတွေမျိုးပြန်ချက်မဖြစ်ကြလဲရှောက်တော့အဲ့ဒီရဘာလို့ဒါတုံးလာသူရတဲ့ပြချင်တယ်တမီးကိုချက်မချက်မပြပြတဲ့ပြပါသူလူကြီးတဲ့ဟာလက်ဆက်လို့ကြမှာဟိုတာတမီးစီရှောက်တော့ငါပြောတယ်မကောင်းပြောရင်ငါအမှန်ဒါတော့မပြောပါဘူးဘယ်မှာငါတကယ်ဒီမှာလူကငါပြောရဲဆိုတာလည်းငါအခုငါပြီးတယ်ဖနာကွာအဲ့ဒါပေါ့ခွဲဟုတ်ပါဘူးငါကိုငါပြီးတာငါပြီးမနေဆိုတာအတိတော့ငါမပြီးနိုင်ကွာအဲ့အဟောင်းလေးတော့ငါပြီးတာမှ तू ကမပြေရပဲကြားမှာငါချာသူ့ဘက်ကိုလုပ်ချင်တာမဆိုင်ဘူးဒါပေမဲ့ငါအခုရဲ့ဝန်းကျင်ကအကောင်းဒီပြီးနိုင်ကွာဒီဟာလေးကပြီးရမှာ तू ကကြားရအဖေရောက်ဖြစ်ကွာအဖေရောက်ကြည့်ရမလားဖြစ်တယ်ဒီအခုအဲ့ရှုပ်ပနာနေပစ္စည်းနေစီမလားပြောမရှိဘူးငါလည်းမရှိဘူးချက်ဘူးရှိဘူးနဲ့ငါတို့အသေးရတော့အဲ့လိုယူဘာမှမမောသူကတက်60ကိုလည်းရှိလူတွေကအဲ့လိုဘာလို့တော့ငါတို့မရရောဆော့ချောင်းမနေအဲ့ဒါပြောရတယ်ရမရဲ့တော့လည်းကိုယ်လေးဖြစ်တယ်ကွာတက်လက်ကြည့်တော့ပြောရင်မကောင်းဘူးဟာလေဒီတော့လည်းတက်ချင်ဒါဆူမတာတော့ဘာသာပါနေငါတို့တွေကအဲ့ဒီကိစ္စကိုလက်ဘူးမကြည့်ချင်အောင်နေနောက်အေးဒီကိုရတယ်ကွာဒီကိုရတယ်ဘောရကိုရီးယားကိုမြေလို့ကိုချစ်တယ်ဟုတ်လားကိုမြတ်သူကိုပိစာချန်နယ်ကိုနလို့လို့ရတာကိုရမလားဒါပေမဲ့ကိုမြေလို့ကိုချစ်တယ်ကိုမြတ်သူနဲ့ဒီပြောပါမှာလေအဲ့ဒါမပြောရကိုတော့ဘယ်ဒီနေရတော့လောကကကောင်းသွားတာလောကမိုးလေဒီနေရလောကကကောင်းတရားမတာတွေအများကြီးဒီလိုနေတိုင်းမြည်ပြည့်တယ်အဲ့ပြောတယ်ဘာလို့ဒီလိုနေ
တောက်ချင်လဲတောက်ထဲအေးရဘုံတော့ပဲတောက်ချင်ကတောက်ထိုက် တောင်းတယ်ဆိုတော့အားနဲ့ မူအေးပြောပါအေးရ ဒီတောင်းတာကတော့ချက်မနေဘူးလင်းကဆင်ကမှတစ်ခါမှတောက်ချင်